ချင်ပြည်နယ်ဖက်ကတ်မြို့နယ်မှာအာဏာသိမ်းစစ်တပ်အပြင်ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့အတင်းအဓမ္မတပ်သားသစ်စုဆောင်းတာတွေကိုခံနေရတယ်လို့ဒေသခံပြည်သူတွေကအေယာဝတီကိုပြောပါတယ်။အာဏာသိမ်းစစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ဖက်ကတ်မှာ KIA ဟာလူသစ်စုဆောင်းတာကိုအရင်နှစ်တွေထက်ပိုမိုပြုလုပ်လာနေရဖြစ်ပြီးလူငယ်အမျိုးသားတွေအပါအဝင်အမျိုးသမီးတွေပါမချမ်းတပ်သားသစ်စုဆောင်းခံနေရတာလို့ဖက်ကတ်မြို့ခံအမျိုးသမီးတဦးကဆိုပါတယ်။မနေ့ကမနက်9နာရီခွဲလောက်မှာအနှိတ်ခံကကောင်မလေးမြောက်ကိုဝင်ဆွဲတော့တာအဲ့ဒါကဈေးသွားနဲ့မြင်လိုက်တော့ပေါ့လုံခင်းရက်ကွက်တက်မှာဟုတ်တယ်ဆွဲတော့တာဂလူကခဲရောင်နဲ့ယောက်ျားလေး4ယောက်လောက်ပါမယ်ခါတိုင်းဆိုရင်ညနေဘက်တွေပဲဆွဲတာများရောတယ်အခုကကျတော့မနက်ခင်းတွေရောနေ့လယ်ခင်းတွေရောနေရာဆုံးအချိန်ကလည်းအချိန်နဲ့တပင်းကြီးကိုဆွဲနေရဘယ်မှကိုထွက်မရအောင်ဖြစ်နေတာအခုကဒီတိုင်းလမ်းထွက်တာမဟုတ်ဘဲနဲ့ကိုကအခုအဲ့ဒီအနှိခမ်းကောင်မလေးဆိုဒီတိုင်းထိုင်နေသူတို့ဆိုင်မှာပေါ့နော်ထိုင်နေရကိုဝင်ဆွဲသွားတာဟုတ်တယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်စစ်တပ်အင်အားပြုံးတီးမှုနဲ့စစ်သားတွေရရှိဖို့ဟာအာဏာသိမ်းစစ်တပ်မှရောတော်လှန်ရေးတပ်ဖွဲ့တွေမှာပါလိုအပ်ချက်တွေရှိနေရဖြစ်ပါတယ်။ KIA အနေနဲ့အခုလိုအတင်းအဓမ္မတပ်သားတွေစုဆောင်းတာဟာ KIA/KIO ရဲ့မူဝါဒမဟုတ်ပေမဲ့တော်လှန်ရေးကာလအတွင်းအတူတကွတိုက်ပွဲဝင်ရမယ့်ကာလဖြစ်တာကြောင့်ဖြစ်တယ်လို့ KIA ရဲ့တည်တဲ့ပြန်ကြားရေးတာဝန်ခံပုံမှုကြီးနှုတ်ဘူးကအေယာဝတီကိုပြောပါတယ်။ကျွန်တော်တို့ KIO ရဲ့မူဝါဒကတော့အတင်းအဓမ္မဆွမ်းကြံမျိုးတော့ပေါ့ပေါ့ကျွန်တော်တို့စီယုံဒီမှာတို့ဒီစုဆောင်တာကြားကျွန်တော်တို့မူဝါဒဖြစ်ပါတယ်ဒါမဲ့အုပ်ချင်းမှာတော့တိုက်ပွဲလေးများတယ်ဆိုတော့လူငယ်တွေလည်းစစ်သားတွေမလုပ်ချင်ဘူးတိုက်ပွဲတွေမဝင်ချင်လို့ပြည်တာတွေလည်းပါတယ်ဆိုတော့ကျွန်တော်တို့တိုက်ပွဲဝင်တွေလည်းအတင်းအဓမ္မဆွမ်းကိုတာလည်းပါကုန်ပါနိုင်ပါတယ်疯啊！一岁，ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကလည်းဖက်ကတ်မှာ KIA ရဲ့တပ်သားစုဆောင်းမှုကြောင့်ထွက်ပြေးတဲ့အသက်28နှစ်အရွယ်အမျိုးသားတဦးစိတ်မူကျေးရွာအုပ်စုနတ်မော်ကျေးရွာအနီးကအဲဗာမြေစာပုံကနေပြုတ်ကျသိမ်းဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသခံပြည်သူတွေဟာအာဏာသိမ်းစစ်တပ်ရဲ့ပြည်သူစစ်မှုထမ်းဥပဒေနဲ့တပ်သားစုဆောင်းတာကိုရင်ဆိုင်နေရတဲ့အပြင် KIA ရဲ့အခုလိုအဓမ္မတပ်သားတွေစုဆောင်းနေရကြောင်းစိုးရိမ်မှုတွေရှိနေကြပြီးအမျိုးသမီးတွေကိုပါခေါ်ယူနေတဲ့အပေါ်ဒေတာခန်တွေကဝေဖန်ပြောဆိုနေကြပါတယ်။သဘောမကျဘူး။သဘောမကျဘူးဆိုဆွဲမဲ့ဆိုလဲဟဲဝိုင်းတို့လောင်းဆောင်တို့မန်နီကိန်းဆိုင်တို့ဝင်းဆွဲသူတို့ပြောထားနေကြတာပဲ။ဒီလိုသူများတွေစီးပွားတက်တဲ့နေတဲ့အချိန်မှာသူတို့ဒါတော့လုံနိုင်နေရလောင်းဆောင်လုံနိုင်နေရအဲ့လိုနေမှဝင်ဆွဲပါ။အခုကစီးပွားရှာနေတဲ့လူတို့ခုတော့မိန်းကလေးတွေပါဆွဲတယ်အဲ့တွေကဒါအဆင်မပြေဘူး။ညဆိုလဲစမ်းတော်မော်ရှန်စိန်ချိုကိုအောင်ဆိုင်တဲ့မှာဂလူကာမဲနဲ့ဆွဲရတဲ့မှာသူတို့မိန်းကလေးတွေပဲကုန်ရွေးတင်သွားတာ။ပေါ်တာဆွဲတဲ့အချိန်မှာလဲမောင်းလို့ဆွဲလို့ဆွဲပါနေတာဒီလိုပေါ့လုံးဝမပြုတ်မှုတွေမဟုတ်ဘူးဗျာကျွန်တော်စိတ်ထဲမှာတိတ်ပြီးတော့သဘောမကျဘူးဗျာကဘာကျော်ကြောက်စိန်ထွက်ရှိရာဖက်ကတ်မြို့နယ်ကိုအာနာသိန်းစစ်တပ်ဟာမြစ်ကြီးနားကာမန်ဖက်ကတ်လိုင်းအတိုင်း2025ခုနှစ်ဧပြီလကတည်းကထိုးစစ်ဆင်လာတာဖြစ်ပါတယ်အခုချိန်မှာတော့ဖက်ကတ်မြို့ပေါ်ကတမကုန်းမှာအင်အားအများအပြားဖြည့်တင်းထားတယ်လို့မြို့ခံနဲ့မြေပြင်ရဲဘော်တွေကပြောပါတယ်စစ်တပ်ဟာဖက်ကတ်တမြို့နယ်လုံးကိုစစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေပြီးKIA ပူးပေါင်းတပ်တွေနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။ဒါကြောင့် KIA အနေနဲ့ပြည်သူတွေကိုအသင်းအဓမ္မတပ်သားတစ်စုဆောင်းတာကိုသဘောမကျပေမဲ့မတတ်နိုင်တဲ့အခြေအနေဖြစ်နေတယ်လို့မြေပြင်ရေးဘော်ကအေယာဝတီကိုပြောပါတယ်။အခုကကျတော့ကျွန်တော်တို့ကဒီတော်လန်ရေးမိသားစုဝင်တွေပေါ့နော်။ညီကိုအရင်ကလွယ်လို့ရှိရင်အမျိုးတော်မှာဆိုရင်တော့မှပဲတာဝန်ထမ်းဆောင်ခွင့်လုံးခွင့်မရကြဘူး။လူပြောက်သွားပြီဆိုရင်စားကားမပဲပါသွားလား။ဒါမှမဟုတ်တောဘက်ကဆွဲရလားမတီးရတဲ့ခါဒီမှာဆိုလို့ရှိရင်ဒီရန်တရားကိုနားမလည်သေးဘူးရောစနစ်ကိုနားမလည်သေးဘူးတိုင်းနယ်ကိုပဲလိုက်ရမလားဒါမှမဟုတ်တောဘက်ကိုပဲလိုက်ရမလားဘယ်ကိုလိုက်လို့လိုက်ရမယ်မသိရမိသားစုတွေအများကြီးလူပြောက်ကြောင်ညာတွေလည်းအများကြီးပဲသူရန်တရားကလူတွေလောက်တာဆိုတော့ကျွန်တော်မှဌာနချုပ်ကတိုက်ရိုက်ညွှန်ကြားတဲ့အလုပ်တွေလို့တော့ပြောတာပဲအခါကျတော့ကျွန်တော်ကအလားတူပြောစရာမရှိဘူးဖြစ်နေတယ်ဒီအချိန်မှာလူဝဲချက်တွေအများကြီးပဲအင်အားလူဝဲချက်ခဲယမ်းမိကြောက်လူဝဲချက်တွေလည်းရှိတယ်အဲ့မှာလူရင်းအားပေါ်နဲ့တိုက်ခိုက်ရေးဓမ္မတွေပူလူလာတဲ့အပေါ်မှာတော့အများကြီးတော့မချက်မပေးချင်ပါဘူး追လိုက်တလုံးတော့အေး
加了。